ဒီပူပြင်းလာတဲ့တဲကန်တာရာမှာဘာမှပေါက်ရောက်နိုင်မှာမဟုတ်ဘူးလို့လူအများကယုံကြည်ကြပေမယ့်တရုတ်နိုင်ငံဟာရည်မှန်းချက်အကြီးဆုံးတဘာဝပတ်ဝန်းကျင်ဆိုင်ရာမစ်ရှင်တစ်ခုကိုစတင်ခဲ့ပါတယ်။ကျဲပြန့်တဲ့တဲကန်တာရာကိုစိမ့်လန့်စုပြည့်တဲ့တစ်တော်အဖြစ်အံ့ဩဖွယ်ပြောင်းလဲပေးခဲ့ပါတယ်။တဲပေါ်မှာလီတိုက်နှုံပြင်းထန်တာကိုနှေးကွေးစေပြီးမြေစည်းလွှမ်းကိုတင်းငင်အောင်ဒီဇိုင်းထုတ်ထားတဲ့လီကာကွက်ဒီချပြီးစတင်ခဲ့ပါတယ်။ပြီးတော့စိုက်ပျိုးတဲ့အဆင့်ရောက်လာပါတယ်။ဆောက်တွဲတဲ့မြေကြီးထဲမှာအပေါက်ထောင်ပေါင်းများစွာတူးဖော်ခဲ့ပြီးတစ်ခုချင်းစီကိုတက်ခွဲခန်းနဲ့ပြည့်ပြင်ထားတဲ့ရောနော့အပင်တွေနဲ့ဖြည့်ထားပါတယ်။အပူနဲ့အေးဒဏ်ကိုခံနိုင်ရရှိပြီးရေနှဲငယ်နဲ့ရှင်းတန်နိုင်ပါတယ်။အပင်တိုင်းဟာမြေအရည်တွေစနစ်နဲ့ချိတ်ဆက်ထားပြီးရေပမာဏအတိအကျကိုတစ်ဆက်ချင်းစီအမိတွေစီတိုက်ရိုက်စီစဉ်စီပါတယ်။တစ်ချိန်ကအသက်မဲ့တဲ့စွန့်ပစ်မြေလိုထင်ခဲ့ရတဲ့နေရာဟာစိမ့်လန့်ဆိုပြီးတဲ့တက်ရှိတွေနဲ့တဖြည်းဖြည်းရောနောလာပါတယ်။လာအနေငယ်အတွင်းမှာပဲတဲကန်ဒါရာဟာခြုံပင်တွေနဲ့တစ်ပင်ငယ်တွေရဲ့စိမ့်လန့်ဆိုပြီးတဲ့လိုက်လုံးကြီးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အခုချိန်ထိတဲကန်ဒါရာမြေဟတ်တာ4000ကျော်ကိုပြန်လည်အသက်ဝင်စေခဲ့ပြီဖြစ်ပါတယ်။ဒါဟာဂေဟစနစ်ကိုပြန်လည်ပုံဖော်ပြီးအနာဂတ်ကိုလုံခြုံစေဖို့ခရီးရှည်ကြီးတစ်ခုရဲ့အစပဲဖြစ်ပါတယ်။